ဆင်းရဲပေမဲ့ပျော်ရွှင်စရာကောင်းတဲ့တဲအိမ်လေးထဲမှာမျက်မမြင်အဖေဦးကြီးကိုတားဖြစ်သူကအမြဲတမ်းထမင်းခွန်ကျွေးနေပါတယ်အဖေကငါသားလေးဘိုက်ဝရင်အဖေလည်းဘိုက်ဝပါတယ်လို့အမြဲပြောတတ်တဲ့မျက်မမြင်အဖေဦးကြီးပါအဖေရဲ့အမှောင်လောကကိုအလင်းဆောင်နိုင်ဖို့တားဖြစ်သူဟာညမအိပ်ပဲပညာရှာခဲ့တယ်I am so proud of you. Thank you. Your guidance means everything. နေ့အတော်ကြာပြီးနောက်တားလေးဟာဘွဲရပညာတတ်ကြီးဖြစ်လာတဲ့နေ့မှာအဖေကိုအရင်ဆုံးလာကြောခဲ့ပါတယ် You have done well, my တား son. ဖြစ်သူကအလုတ်ကရတဲ့ပထမဆုံးလစာနဲ့အဖေမျက်စိကိုခွဲစိတ်ဖို့ဆေးရုံကိုလိုက်ပို့နေခဲ့ပါတယ် There you go, all secure. Thank you, my dear. I've got you, Grandpa. He's in good hands. အဖေကမျက်လုံးမှာစီးထားတဲ့ပတ်တီးတွေကိုဖြေလိုက်ချိန်မှာတားကိုမြင်လိုက်ရလို့ဝမ်းသာမျက်ရည်ကျခဲ့ပါတယ် Cindadi ba di mana? အလင်းရောင်ကိုပထမဆုံးမြင်လိုက်ရချိန်မှာအဖေဟာသူ့သားမျက်နှာကိုကြည့်ပြီးတရှုပ်ရှုပ်မှုနေမိပဲတားဖနှစ်ယောက်ပန်းချံထဲမှာလက်ချင်းတွဲပြီးလမ်းလျှောက်နေပြီးလှပတဲ့ပုံရိပ်မှရအတူတူဖြတ်တန်းခဲ့ကြပါတယ်မိဘကိုလှုပ်ကြွေးတဲ့သားသမီးဆိုတာဘယ်တော့မှမစင်ရဲပါဘူး ဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့အထူးကျေးဇူးတင်ပါတယ်နောက်ထပ်ဘလို့ဗီဒီယိုတွေကြည့်ကြလဲ comment မှာရေးဖေးကြပါဗီဒီယိုလုပ်တာအားရှိအောင်လို့ followers like နဲ့ subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်